Hello ချစ်တော်ကတို့ရေမင်္ဂလာပါနော်30ရက်နေ့6လပိုင်းမှာကန်ဆယ်မဲ့ဖောက်ပေးမယ်လို့ပြောထားတာလေးကိုလာရောက်ပြီးတော့ပြောပြတာပါဒါမဲ့ကြီးရဲ့ page ကို like follow comment share လေးလုပ်ပေးရပါမယ်ပေါ့နော်ပြီးတော့ comment မှာကိုယ့်ရဲ့အသားရည်လေးကိုရေးပေးရမှာမယ်ကိုက oily skin လား dry skin လား sensitive skin လား combination skin လား tinted skin လား weight and treated skin လားဆိုတာ thermal skin လားဆိုတာလေးကိုကိုယ့်ရဲ့ skin လေးကိုပေါ့နော်ကိုတီးတဲ့လောက်ကလေးရေးပေးရပါမယ်နော်အခုကကြတော့ပေးအောင်မှာလာမန်းကြတာတွေများတာကတော့တင်းတိတ်လေးတွေများပါတယ်နော်တင်းတိတ်လေးတွေများတဲ့အတွက်ကြောင့်မို့လို့ဒီမှာလက်ဆောင်ပေးဖို့အဆင်သင့်ဖြစ်နေပါပြီနော်ဒါလေးကိုလုပ်ပေးထားပါတယ်အခုပေါ့နော်ဒီတင်းတိတ် skin လေးတွေလာမန်းကြတာများတဲ့အတွက်ပေါ့နော်တင်းတိတ်တွေဦးစားပေးပြီးတော့ဒီဆက်ပြလေးကိုထုတ်လုပ်ထားတာပါဒီဆက်ပြလေးရဲ့အဓိက ingredient ကကြတော့ potato ဆိုတဲ့ဒီအာလူးကိုအခြေခံပြီးတော့ထုတ်လုပ်ထားတာပေါ့နော်ဒီထဲမှာဒီကိုကြီး acid ပါမယ်နိုင်ယာစီတမိုက်ပါမယ်အဖာအဘူတင်ပါမယ်သူတို့ရဲ့အလုပ်လုပ်ပုံလေးတွေကတားရည်တွေအရန်ကိုကောင်းစေတယ်အဓိကတင်းထိန်ရှိတဲ့သူတွေ skin အရန် bright ဖြစ်ချင်တဲ့သူတွေအတွက်အရန်ကိုကောင်းတဲ့ ingredient လေးတွေမို့လို့ကျမဒါလေးတွေပါချိုးကြထည့်သွင်းပြီးတော့ဖော်ဆက်ပေးထားတာပါကိုယ်ပိုင်လဲထုတ်တယ်ကိုယ်တိုင်လဲသုံးပါတယ်နော်ကိုယ်တိုင်သုံးကြည့်တဲ့အတွက်အရန်ကောင်းတဲ့ရလတ်အရန်ကောင်းတဲ့ formula လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလက်ဆောင်ပေးတာပါနော်ဒီလကလည်းကျမရဲ့မွေးလလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့8ဦးကန်ဆန်းမဲဖောက်ပေးပါမယ်နော်အခုပေးအောင်မှလည်းဝင်ရောက်ပြီးတော့ကန်ဆန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်